အားလုံးပဲမင်္ဂလာပါကာဘာရှောင်းကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပြောင်းလဲမှုများစွာနဲ့ Xiaomi ကနေမှအသစ်ထွက်ရှိလာတဲ့ Xiaomi Smart Band 9 Pro ကို review နဲ့ unboxing လုပ်ပြီးတော့မှာဖြစ်ပါတယ် Let's go Brian က Xiaomi Band 8 Pro ထက်နှစ်ဆတောင်မြင့်ပြထားတဲ့1200 နက်ထီတောင်ဆိုတော့နေအောင်မှာတော့ကြီးကြီးလေးနဲ့အသုံးပြုနိုင်ပါတယ်။ Design ပိုင်းမှာလည်း 2.5D cover glass နဲ့ပိုပြီး premium ဆန်ဆန်လုပ်ပေးထားပါတယ်။ Dual LED နဲ့စမ်းသပ်ပေးမှာမို့လို့ကျန်းမာရေးအတွက် fashion များစွာကိုပုံမတိကျစွာတိုင်းတာပေးနိုင်ပါတယ်။ Mi Band 9 Pro မှာ AFE ချစ်ကိုလည်း upgrade လုပ်ပေးထားတဲ့အတွက်တွေးတွင်းအောက်ဆီဂျင်နဲ့နှလုံးခုန်နှုန်းကိုပုံမတိကျစွာတိုင်းတာပေးနိုင်ပါသေးတယ်။ဒါကြောင့်ကိုယ့်ရဲ့လူကြီးမိဘတွေကိုလက်ဆောင်ပေးခြင်းနဲ့ဆိုရင်တော့ကျန်းမာရေးအတွက်များစွာဂရုစိုက်ပြီးရဲ့ Mi Band 9 Pro ကိုပဲကျွန်တော်အနေနဲ့ recommend ပေးချင်ပါတယ်။ဘက်ထရီပိုင်းမှာလေ Mi Band 8 Pro မှာ14ရက်ထိခံတဲ့ဘက်ထရီလိုက်ကို Mi Band 9 Pro မှာ21ရက်ထိတောင်ခံအောင်လုပ်ပေးထားပါတယ်။ 580 water resistant နဲ့ဆိုတော့ရေဆိုခန္ဓာတင်မဟုတ်ပဲရေတောင်ကူးလို့ရတဲ့အထိရေစိမ်ခံပါတယ်။ကိုယ့်ရဲ့တနေ့တာကိုလည်း tracking လုပ်ပေးနိုင်ဖို့ Bluetooth 5 ခုစနစ်နဲ့ GPS ကိုလည်း Mi Band 8 Pro ထက်33% upgrade လုပ်ပေးထားတဲ့အတွက်ပုံမတိကျစွာခြေရာခံနိုင်ပါတယ်။အခုလိုတကယ်မိုက်တဲ့ Xiaomi ကနေမှအသစ်ထွက်ရှိလာတဲ့ Xiaomi Smart Band 9 Pro ကိုဝယ်ယူချင်ရင်တော့ကျွန်တော်တို့ကာဘာရှော့မှာဝယ်ယူရရှိနိုင်ကြောင်းသတင်းကောင်းပါလိုက်ပါတယ်ခင်ဗျာကာဘာရှော့စုံစုံလင်းလင်းဖော်ဖော်ယူ